ပြည်내လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့လွှတ်တော်အစည်းအဝေးရန်နာထားစဉ်ကာလအတွင်းမှာမိမိတို့ရဲ့မဲဆန္ဒနယ်မြေများကိုတွားရောက်ပြီးပြည်သူများရဲ့အသံကိုနားထောင်ကြဖို့လိုအပ်တဲ့အပြင်ပြည်သူတွေရဲ့ဆန္ဒနဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့အတွက်ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဆိုင်းလုံကျော်ကပြောဆိုခဲ့ပါတယ်။တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေးရဲ့နောက်ဆုံးနေ့ဖြစ်တဲ့ဒီကနေ့ဩဂတ်လ20မှာပြုလုပ်တဲ့အစည်းအဝေးမှာပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကလွှတ်တော်ကိုယ်စားလှယ်တွေကိုတိုက်တွန်းပြောဆိုခဲ့တာပဲဖြစ်ပါတယ်။လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့မဲဆန္ဒနယ်အလိုက်ပြည်သူများရဲ့လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေဖို့အတွက်တတ်နိုင်သမျှစ조사ဖြည့်ဆည်းဆောင်ရွက်ပေးကြဖို့ကိုလည်းတိုက်တွန်းပြောဆိုခဲ့ပါသေးတယ်။တတိယပုံမှန်အစည်းအဝေးကိုဩဂတ်လ23ရက်နေ့ကနေ6ရက်တာပြုလုပ်ခဲ့တာဖြစ်ပြီးအစည်းအဝေးမှာရှမ်းပြည်နယ်ကုန်တင်ကုန်ချလုပ်ငန်းဥပဒေကိုပြင်ဆင်တဲ့ဥပဒေမူကြမ်းကိုအတည်ပြုနိုင်ခဲ့တာကိုလည်းတွေ့ရပြီးလွှတ်တော်သက်တမ်းအတွင်းပထမဆုံးအတည်ပြုပြဋ္ဌာန်းနိုင်ခဲ့တဲ့ဥပဒေလည်းဖြစ်ပါတယ်။ဒါအပြင်ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေမှာပါဝင်တဲ့ဌာနအဖွဲ့အစည်းများရဲ့2026-2029ဘဏ္ဍာရေးနှစ်ဖြည့်စွက်ခွင့်ပြုငွေစည်းရင်းကိုလည်းလွှတ်တော်မှာအတည်ပြုနိုင်ခဲ့တယ်လို့သိရပါတယ်။ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်33ဦးကကျယ်ဝန်းပြမေကွန်း88ခုကိုလွှတ်တော်မှာမေးမြန်းခဲ့တာရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးဌာနအလိုက်ဝန်ကြီးများကဖြေကြားတာတွေပြုလုပ်ခဲ့တဲ့အပြင်လွှတ်တော်ကိုယ်စားလှယ်14ဦးကပေးပို့ထားတဲ့ကျယ်ပွင့်မပြတဲ့မေကွန်း48ခုကိုလည်းလွှတ်တော်ကတဆင့်ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုပေးပို့ခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။မိကွန်းတွေမှာလန်တရာကဏ္ဍ24ခုအုပ်ချုပ်ရေးနဲ့စီမံခန့်ခွဲရေးကဏ္ဍ17ခုပညာရေးကဏ္ဍ13ခုကျန်းမာရေးကဏ္ဍ6ခုလျှက်စစ်စွမ်းအင်ကဏ္ဍ6ခုတရားဥပဒေစိုးမိုးရေးနဲ့လုံခြုံရေးကဏ္ဍ9ခုတို့နဲ့အခြားဝန်ထမ်းဆိုင်ရာကဏ္ဍအလုပ်သမားကဏ္ဍလူမှုရေးကဏ္ဍမြေယာကဏ္ဍစီပင်သာယာရေးကဏ္ဍတောက်သုံးရေရရှိရေးကဏ္ဍဆယ်မြောင်းကဏ္ဍတို့ပါဝင်တာကိုတွေ့ရပါတယ်။ဒါအပြင်အဆိုတစ်ခုကိုလည်းရှမ်းပြည်နယ်အစိုးရအဖွဲ့ကသက်ဆိုင်ရာလုံထုံးလုံနည်းများနဲ့အညီကြက်မှတ်ဆောင်ရွက်နိုင်တဲ့အချက်တွေကိုအတည်ပြုဆောင်ရွက်နိုင်ခဲ့တယ်လို့လည်းသိရပါတယ်။တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်မှာကိုယ်စားလှယ်စုစုပေါင်း132ဦးရှိပြီးပြည်ခိုင်ဖြိုးပါတီက59ဦးရှမ်းနှစ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက20ဦးပအိုးမျိုးသားအဖွဲ့ချုပ်ပါတီက17ဦးအင်းအမျိုးသားအဖွဲ့ချုပ်ပါတီက3ဦးဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီက3ဦးတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက2ဦးအခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက1ဦးနဲ့တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်33ဦးတို့အတီးတီးပါဝင်ကြတာပဲဖြစ်ပါတယ်။